cat system နဲ့စီးရတဲ့ lift လေးဖြစ်ပါတယ်ဗျ အိမ်ထဲကိုဝင်တဲ့နေရာမှာကြတော့ကျွန်တော်တို့ချိုးတကားအကြီးတစ်ချက်ကိုတေချာလေးတက်ဆင်ပေးထားတယ်ခိုင်ခိုင်မာမာတောက်တောက်လေးတွေရှိတယ်နောက်ဒီအဲကိုင်းအလှကိုလူချင်းမင်းတို့တစ်ချက်ကြည့်ကြည့်ပါအိမ်ထဲကိုဝင်လိုက်တာနဲ့ခန်းထားတယ်ဆိုတဲ့ feeling မျိုးကိုတန်းပြီးပေးတယ်မီနီကိုလိုဖြစ်တဲ့အတွက်ကျွန်တော်တို့တွေဒီမျက်နှာချက် height တွေပါတယ်ကောင်းမယ်အဲကန်းမှာဆင်ပေးထားတဲ့ကျွန်တော်တို့ဒီ sofa set တစ်စုံစပွဲတွေစတာတွေကကျွန်တော်တို့လက်ဆောင်ထားပေးခဲ့မှာဖြစ်တယ်အဲဝန်းလေးတစ်ကောင်ခွဲကိုတေချာလေးတက်ဆင်ပေးထားတယ်နောက်မျက်နှာချက်ကအလှဆိုရင်လည်းလူမျိုးတို့ကြည့်ကြည့်ပါမီးဆိုင်နဲ့ကျက်စင်ဖို့ခွေပေးထားတာတအိမ်လုံးအဲ့လိုခွေပေးထားတာဗျာအဲ့တော့အိမ်ကမခန်းတာကိုအိမ်ပြင်ဆင်တာကိုပြင်ဆင်ထားတာသိမကောင်းလို့ပြောသေးတာဘာမှမရှိတော့ဘူးခင်းပေးထားတဲ့ပါကေးဆိုရင်လည်းအကောင်းဆုံးကိုခင်းပေးထားတာလူချင်းမေးပါကေးပေါ်မှာရေချိုးဗျာအဲ့လောက်ထိကိုကောင်းတဲ့ပါကေးကိုခင်းပေးထားတာဖြစ်တယ်နောက်ဒီမှာသူထားပေးထားတဲ့ဒီ TV စင်ပေါ့နော် TV စင်ဆိုလဲသူနေရန်ကပ်ပေးထားတဲ့ဟာတွေဘေးမှာကပ်ပေးထားတာတွေကအရန်လှတယ်တေချာကိုဘာမှလိုလေသေးမရှိအောင်လို့တေချာပြင်ဆင်ပေးရတာဖြစ်တယ်ဒါလေးကတော့ကျွန်တော်တို့မီနီကွန်နိုတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ runner ဒီကနေထွက်ကြတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ aircon outdoor လေးကိုတေချာလေးတက်ဆင်ပေးထားတယ် runner ကလူချင်းမင်းတို့တွေ့တဲ့အတိုင်းပဲအကျယ်ကြီးပဲလမ်းနေထားလေးကိုလူချင်းမင်းတို့ချက်ကြည့်ကြည့်ပါလမ်းကြီးကအကျယ်ကြီးပဲဖြစ်တယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာကိုယ်ပိုင်လုံးချင်းတိုက်တွေပဲရှိတယ်ကျွန်တော်တို့ဟိုဘက်ဘေးမှာဆိုရင်ကိုယ်ပိုင်တိုက်ဖြစ်တယ်ဗျကိုယ်ပိုင်လုံးချင်းတိုက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနောက်ထပ်တိုက်အမြင့်တွေပါထပ်တက်လာကြမရှိတော့ဘူးเนาะဒီအိမ်မှာကျွန်တော်တို့အိတ်ခမ်းအနေနဲ့က master baron တစ်ခန်းနဲ့ single baron တစ်ခန်းပါမယ်ဒီမှာပကြီးကားတွေနဲ့ကျွန်တော်တို့နေရန်ကအလှဆင်ပေးထားတာတွေဆိုရင်ဒီအိမ်ကအရန်ကိုခမ်းနားသွားစေတယ်နောက်ပြီးတော့ဒါကတော့ကျွန်တော်တို့ single baron လေးဖြစ်တယ်ပေါ့နော်single baron လေးဆိုရင်ကျွန်တော်တို့မှုရကဒင်နဲ့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲတေချာပစ္စည်းလေးတွေထားလို့ရတော့တဲ့ space လေးကျန်တယ်လူကြီးမင်းနိုင်အိုးမှုရတော့ချလို့ရတယ်ဗျာအဲ့တော့တယောက်မှုရတွေပါရင်လည်းဒီကျွန်တော်တို့ဇပွဲတွေပါချလို့လည်းအဆင်ပြေတဲ့အနေအထားဖြစ်တယ်နောက်အိတ်ခမ်းကကျွန်တော်တို့ရင်ခွဲတိုက်ဖြစ်တဲ့အတွက်တည်င်းပေါက်ကိုသူကဒီလိုနေရာလေးတွေမှာတေချာလေးထည့်ပေးထားတယ်အဲ့လိုအသေးစိတ်ဒီလေးစီစဉ်ပေးထားတယ်ဒါကတော့ကျွန်တော်တို့ master baron ဖြစ်သွားပြီပေါ့နော်သူကအုပ်နယ်ပဲဖွဲ့ပေးထားတာဖြစ်တယ်နောက်ကျွန်တော်ပြောချင်တာကတည်င်းပေါက်တိုင်းမှာအလှဆင်လိုက်ကာလေးတွေနဲ့တေချာလေးလုပ်ပေးထားတယ်ဗျခုနကကျွန်တော်ပြောတဲ့ဒါဘေးတိုက်ဝေးပါတယ်ခင်ဗျာကိုယ်ပိုင်လုံးချင်းတိုက်ဖြစ်တဲ့အတွက်ကျွန်တော်တို့တိုက်အမြင့်တွေထပ်တက်စရာမရှိဘူးကိုယ့်ဘက်ကိုတိုက်ကတ်လာစရာနောက်ထပ်ထပ်ပြီးကတ်လာစရာမရှိဘူးပေါ့နော်ဒီမာဆာဘရွန်ကိုသူကသုံးပေးထားတာကတော့ကျွန်တော်တို့ကျွန်းတကားဖြစ်တယ်တောက်တောက်တဲတဲပဲဖြစ်ပါတယ်ခင်ဗျာဒီမာဆာဘရွန်ရဲ့အခြေအဝန်းဆိုလည်းတေချာလေးကိုသူလုပ်ပေးထားတာကိုကျွန်တော်တွေ့ရတယ်ကြကြဝန်းဝန်းပဲမာဆာဘရွန်နဲ့ဟိုကမျက်နှာချက်တွေတေချာခွေပေးထားတယ်ကျွန်တော်တို့ကျန်စင်မို့ light trade တွေနဲ့လှပနေတယ် light lamp တွေအစတေချာထည့်ပေးထားတယ်ဒါလေးကတော့ကျွန်တော်တို့ master baron ရဲ့ရေရှိုးခန်းနဲ့ twilight တော့ရက်ကလေးဖြစ်ပါတယ်ခင်ဗျာကြဲကြဲဝုန်းဝုန်းပဲဖြစ်ပါတယ်ဗျဒါဆိုရင်တော့ကျွန်တော်နောက်ဖေးခန်းလေးကိုထပ်ပြီးပြပေးပါသူကအဲခန်းနဲ့နောက်ဖေးမီးဖို့ခန်းနဲ့ဂျားမှာကျွန်တော်တို့တကားလေးတစ်ချက်ကိုတတ်တတ်ရက်လေးတက်ဆင်ပေးထားတာကျွန်တော်တွေ့ရတယ်ဒါလေးကကျွန်တော်ပြောနေကြလို့ပဲလိုတယ်ပေါ့နော်နောက်ဖေးမှာဟင်းချက်တဲ့ကစူရန်တန်နေညောင်းတန်နေပြင်မထောင်းတားစီပေးတာကျွန်တော်ဒီနေရာလေးကကျတော့ကျွန်တော်တို့ဒီဝေးရှော့ဆက်တို့ရေခဲတက်တာလို့ထားလို့ရတဲ့ space မျိုးလေးကိုတေချာလေးစီစဉ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာနောက်ဝေးကတော့ကျူပြားလေးတက်တက်ရက်ခင်းပေးထားတာဖြစ်သွားပြီဒါလေးကတော့ကျွန်တော်တို့အရေးပေါ်လီကာကိုထွက်တဲ့အပေါက်ဖြစ်တယ်ကျွန်တော်ဒီရေချိုးခန်းတွိုင်းနဲ့တွဲရက်ကလေးကိုပြင်ပြပေးပါမယ်ရေချိုးခန်းနဲ့တွဲရက်လေးရလည်းသူကလည်းသူကြည်ကြဲဝန်းရှိတယ်ကျွန်တော်တို့မာရှာဘရွန်အတွက်နေရာပေးလိုက်ရတဲ့အတွက်သူကတော့တွဲရက်ဖြစ်သွားမယ်ပေါ့နော်ဒီကျွန်တော်တို့အရေးပေါ်လီကာကိုထွက်တဲ့အပေါက်မှာလည်းတန်တကားတစ်ချက်နဲ့တက်တက်ရက်လုပ်ပေးထားတယ်ဒီကျွန်တော်တို့နောက်ဖေးကနောက်ဖေး runner ပေါ့နော်အရေးပေါ်လီကောက်ထွက်တဲ့နောက်ဖေး runner အကျယ်ကြီးပါတယ်တေချာတရားဥစားကြွေပြားတွေပါခင်းပြီးတော့ဒီနေရာလေးကိုစားတေချာလေးလှုပ်ပေးထားတယ်လူချင်းမဲဒီမီနီကိုလိုဝယ်လို့ဘာမှထထည့်စရာမလိုအောင်လူချင်းမဲစိတ်ချမ်းသာမှာဖြစ်ပါတယ်ဒီမီနီကိုနိုလေးကနောက်ဖေးမှာဆိုရင်လည်းဒီကျွန်တော်တို့မီးဖို့ကောင်နှစ်ပိတ်ပတ်လည်းကြွေပြားတွေရယ်အောက်ကပ်နက်တွေနဲ့တေချာလေးကိုတသက်ရက်လေးခွေပေးထားတာကိုကျွန်တော်တွေ့ရပါတယ်ဗျာအဲ့တော့ဒီအခန်းလေးအသေးစိတ်အချက်လက်လေးကိုကျွန်တော်ပြပြပေးပါမယ်ဒ
ဒီမီနီကိုနိုလေးရဲ့ location ကတောင်ကလာဝါမြို့နယ်73ရပ်ကွက်ရဲ့အတိကဘိန်းလန်းကျယ်ပေါ်မှာပါဝင်တဲ့တက်လန်းဖြစ်တဲ့ကောလီယာလမ်းမကျယ်ပေါ်မှာဖြစ်တယ်။ရန်နာလမ်းမကြီးထဲပေါက်တဲ့ location လေးကောင်းတယ်ပြောလို့ရတယ်။ဘေးပတ်ချလဲရကျွန်တော်တို့ကိုပိုင်တိုက်တွေလုံးချင်းတိုက်တွေနဲ့စီစီကားကားနဲ့တသက်ရက်နေကြတာကိုကျွန်တော်တွေ့ခဲ့ရတယ်။မီနီကိုနိုအသစ်ဆက်ဖြစ်တယ်ဗျ။ leaf ကအစကတ် system လေးနဲ့စီးရတယ်တသက်ရက်လေးဖြစ်တယ်။အသစ်ဆက်ဖြစ်တဲ့အတွက်ဒီလိုကျွန်တော်တို့ BCC တော့ခဏလေးစောင့်ပြရအောင်ပဲ။ဒါပေမဲ့ BCC ကဒီလားကုန်တော့ကြာမှာပေါ့နော်။ဒါပေမဲ့ဒီမီနီကိုနိုကဘယ်လောက်ထိခိုင်မာလဲဆိုရင်ဘန်ချင်းနဲ့လူချင်းတို့အခုဝယ်ရင်တော့ဝယ်လို့ရပါတယ်ကျွန်တော်တို့ဘန်ချင်းရောင်းပေးပါမယ်။ तू က3 floor ပေါ့နော်4လွှာတတိယရက်ဖြစ်ပါတယ်။မြင်းကြီးမှာထိပ်မှာ4လွှာဖြစ်တယ်။အလွှာနိုင်လေးဖြစ်တယ်။ကားပါကင်အဆင်ပြေတယ်ဗျာ။ leaf က24နာရီနောက်ပိုင်းမှာစီးလို့ရအောင်အစီအစဉ်ပေးမယ်လို့သိရတယ်။ဘန်ချင်းရတယ်။ဘန်ချင်းအတွက်လည်းကျွန်တော်တို့လူချင်းတို့အခုတည်းကဝယ်ရင်တော့တရားလေးစီစဉ်ပေးမှာဖြစ်တဲ့အတွက်ဒီမီနီကိုနိုလေးရဲ့3250ဆိုတဲ့ရောင်းစေးပါလူချင်းတို့အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်။ရက်ကွက်လမ်းချက်ပေါ်ရမယ်။တောင်ကလာပါပြုံးနေရမယ်။အသစ်ဆက်ရမယ်။ဘန်ချင်းနဲ့ဝယ်ယူနိုင်။ဆိုတော့လူချင်းတို့တွေအမြန်လာကြည့်ပါ။သူကပေ40မှာရင်ဝဲဆောက်တာဖြစ်တဲ့အတွက်19ပေ54ပေအကျယ်ပါဖြစ်ပါတယ်။တော်တော်ကြီးကျယ်တယ်။ကျွန်တော်တို့ share ပြင်ဆင်ပေးသားဖြစ်တယ်။အမြန်ဆုံးလာရောက်လေ့လာကြည့်ရှုဖို့ကျွန်တော်ကဖိတ်ခေါ်တယ်။လာရောက်လေ့လာကြည့်ရှုခြင်းနဲ့ဆိုရင်39ခု9 39 6နဲ့39 39 4ခွန်39ခု2 5 4 1 5 3လုံး39ကိုမေးပြန်စုံစမ်းနိုင်ပါတယ်ဗျ။ကြည့်ရှုပေးတဲ့တယောက်ချင်းစီတော့လည်းကျွန်တော်ကကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ရ